Hi, welcome back to my channel. ဟောင်ကောင်ရဲ့နောက်ဆုံး vlog ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မိရဟောင်ကောင်ရဲ့နောက်ဆုံးနေ့မှာသွားမလဲပါစားမယ်ပါလုံးမလဲဆိုတာကိုရိုက်ပြပေးတော့ဖြစ်ပါတယ်အရင်လေးတော့လေဟိုရိုက်ဖို့စီစဉ်ရှိတယ်မှာခြားရိုက်နေရတယ်နေရာပြောဒါကြောင့်ဒီနေ့မှာအချက်ရင်းနဲ့ရလို့ထဲလေးရတာပေါ့ဒီနေ့ကတော့အားကြောင့်လို့တေချာလေးဒီနေ့ဘယ်လိုဖြတ်တန်းလဲဆိုတာရိုက်ပြပေးတော့မှာပေါ့အခုကျတော့မနက်၈နာရီခွဲလောက်ရှိပြီတင်တယ်မနက်စောစားဖို့သွားနေရပါတော့ပါမင်းအမေဆိုင်လေးတော့ရောက်ပါပြီဆိုင်ထဲမှာ Dragon Kitchen ပေါ့နော်မနက်စောမလို့ထမင်းအစားဆန်ပြုံးနဲ့စိုက်တက်တဲ့စားရတဲ့ပုံစံမျိုးပေါ့နော်ဒါကမိမာလည်းမနက်စားပါဒါဖတ်ထုတ်ကြရဒါကဝတ်ချွတ်ချင်းထမင်းကြွဒါအလို့ပေါင်းဒေါ်လာ90ဒေါ်လာကျတယ်ဟောဒေါ်လာ90တန်လို့ပြောငါတို့ကပိုင်းစားရမင်းများဆိုစံပြောဆိုင်ကောင်းခင်းတော့ဆိုင်ကောင်းမှာစဉ်းစားဒါဆိုတော့ခင်းတော့ပဲစားကြတာဘာလို့လဲတော့ကောင်းဒါပြီးတော့ချိုးပါလို့ဆိုတာနဲ့ပြီးတော့မရမရဆက်သွားမှာနော်ကိုမေရောက်နေနိုင်တယ်နောက်ဆိုင်ကြတော့ကိုဟောင်ကောင်မှာရန်နေမပြေလို့ဆိုလဲမိုးခိုင်းတယ်တီရာမီရှူမဲလ်ဘရက်ကိုစားဖို့ရောက်နေတာပေါ့နော်တန်းအခုအရင်နဲ့မဲ့ချင်းတက်တော့မခိုင်းမှတွေ့တီရာမီရှူတော့မတ်တော့ကတော့မေနောင်ဖန်360ဆိုရဲအဲ့နေအောင်သွားလဲဖို့ပေါ့နော်အမှဒီစစ်စီရမှာပါအရာလာဒီဟာကိုအဲ့နောင်ဖန်360ရာကိုရောက်လို့ရှိရင်ကေဘကနဲ့အဲ့လာထောက်အဲ့ကျွန်းရောက်လာပြီအဲ့ကေဘကစီရောဝင်ရတာပေါ့နော်အဲ့ဒါကိုသွားလဲမှာပါအဲ့မှာဖျားလည်းရှိရပြီးရွာလေးရှိ fishing related လည်းရှိတော့ပေါ့နော်အဲ့ဒီအတွက်များကေဘကတော့ပြန်လက်မဟုတ်ဘူး။အဲ့ဒီမှာဝယ်လို့စင်စီကြီးကဒီမှာခလုကနေတေချာပေါ့ကျွတ်တင်ဝယ်တာပြီးတော့သူကအဲ့လိုမစကန်ကိုရအဲ့စကန်တာတိုင်းအဲ့မှာဖတ်ပြီးတော့ဥစားဗလဲခါလဲဝင်သွားရုံအခုတော့နေဖြစ်ပါတယ်။နမ်ပင်360ကိုရောက်ပါပြီ။ရိုင်းဆက်သွား။ဒီကနေစစီအောင်မလို့တော့ဝေးတာပဲ။ကျေဟိုးမတဟိုးပေါ်ဒီဟိုမှာတဆင်ရှိတယ်ဟိုပေါ်ဒီဖြစ်တာတော့တတ်ပါပြီDusty side तो खाली mountain है, ईश्वर side हो मस्त है. इधर देखा है केबल ना ये तो फोटो ले गयो. અને આ બાજુ જો પેલા સ્ટેર્સ વાળો લઈને મસ્ત છે. તો ચાલે છે કોઈ છે ના કે કોઈ એ બે ચડીને આયા છે. સેમને સાંભળ્યો છે જાવ જાય
सेल्फी की इधर सेल्फी नहीं यार आप पकड़ी फोटो पाड़ी देती है स्नैपचैट पर કોકને બતાવવા માટે લઈ લીધો હશે કે તમે သွားတော့နေငုံပင် village ကိုရောက်ပြီပေါ့နော်ဟိုရှိမှာ big boulder ဆိုလို့ရှိရဲအဲ့ကိုသွားမှာသွားရမှာပေါ့နော်အခုအဲ့ဒါ village ရမှာပါဆိုင်ရလည်းရှိတယ်ဆိုင်ရလည်းရှိတယ် big boulder ဖျားဖို့တက်ပါပြီနဲလေးတော့မြည်ဖျားဒီကောင်မှာပါဟိုဆုံးထတော့ရောက်ပါပြီ 这是你了，这你了。 နောင်ပင်ကနေပြီးတော့နောက်ထပ်15မိနစ်လောက် bus နဲ့သွားတယ်။ Operation Village ကိုအဲ့ဒီကိုသွားလဲမလို့ပေါ့။အဲ့ဒီနေရာကလည်းဒီရောက်ရှင်သွားဖို့တဲ့နေရာမလို့ပေါ့။ရွာလေးပေါ့နော်ငါဖမ်းလေးလေးဆိုတဲ့ရွာလေးပေါ့နော်။ Welcome to Tao Village Park. ဒါလေးကတင်ကြွရဲ့ view point ဒီကားကတော့ပေါ့နော်ဒီရင်ဒီကျုံးကိုပတ်ပြီးတော့စီလို့ရတဲ့ boat trip လေးရှိရဲအဲ့ဒါကိုသစီကြည့်အောင်ပေါ့နော်အဒီဗာလဲလင်းနဲ့လိုက်ပတ်ကြည့်လို့ရတဲ့ package လေးပေါ့နော်အဲ့ဒါလက်မှတ်တစ်စောင်150ပဲအဲ့ဒါဝယ်လိုက်ပါတယ်ကန်ကောင်းလို့ရှိရင်အပန်းအောင်လင်းပိုင်လေးကိုပါတွေ့ရနိုင်တယ်အဲ့ဒါမေးကြည့်တော့တွေ့နိုင်မလားဆိုတော့ဒီနေ့ဘယ်လဲကြာဒီတို့အဆင့်နေကောင်းလို့ဆိုတော့တွေးနိုင်တယ်တဲ့ဒါလေးနဲ့စီရမှာပါဒီကျွန်းတစ်ပတ်လိုက်ပါမယ်ပြန်လဲတော့အားလူတိုင်းတန်းစီရတော်တော်များများတန်းစီလာတာနံပါတ်30တဲ့35ဒေါ်လာနဲ့မဟုတ်ဘူးအားလုံးကောင်းမှာပါရင်လည်းလူတွေအများကြီးတန်းစီနေတာတွေ့တော့ဒီဘိုးနန်းနဲ့ ice cream နဲ့တော့စားလိုက်ပါတယ်ကြာနှမျိုးပေါင်း30ဒေါ်လာဘူးတော့တန်းစီရများတော့နည်းကြီးရတယ်ငါဘာလို့လဲနည်းကြီးရဆိုစားပြီဒါထူဒါအဆက်ဘာလို့ဟုတ်ပါဘူးအဖောင်းနေပဲစားလို့လဲဝါပြီပလို့လဲဝါပြီဆိုတော့အခုအဲ့ဒီခေဘကပေါ့ပြန်သွားရမှာပေါ့ပြန်တော့မှမယ်ဖေးလိုက်ရတော့ပြန်ရောက်လာပြီအခုဒီရန်စားလို့အေးဝယ်သွားလိုက်ပါပြန်စင်းတော့မှာနော်ဒါတော့ခေဘကပေါ့နေတဲ့နေရာလေးဒီစိတ်ပါနောက်ဆိုပြန်အောင်မဟုတ်ကိုရီးယားလေးစိတ်ရောက်နေတော့နောက်တည်းထပ်တော့ပြန်လာမှဖြစ်နေโอ้ยထားပြန်စီလာတာဆန်ထရပြန်ရောက်လာပြီ။ဘာလို့ဆန်ထရရောက်နေနောက်တော့နမတက်လာဆိုရှင်နေလေးကပြန်ရောက်ပြီပေါ့နော်။အဲမရဟိုဘကန်နာဘက်ကိုသွားကြရှိလို့ဆိုပြီးအခုလေနဲ့ပြန်စီရမှာပေါ့နော်။အခုလေစီကိုသွားနေပါလေ။ဆန်ထရဘက်ချန်ကလေးစိပေါ့နော်။ဒီဘက်နေဟိုဘကိုမဆိုထင်ရှားရှိကိုပြန်ရအောင်။နေကအဲ့ဘက်ဆောင်ပြန်ကွာအောင်ပေါ့နော်။နေနဲ့ကူလာလဲဈေးတော့ဒေါ်လာကျော်လား2ဒေါ်လာအဲ့လောက်ပဲကြာ။ခဏလေးပဲပေါ့နော်။ဟိုဘက်ကိုပြန်တော့မှာပါဟိုဘက်ချမ်းမှာတင်လာစတဲ့နည်းလေးပဲ9မိနစ်လောက်ပဲစီရမှာထင်တယ်ဒီလိုလူကောင်းလေးရပေါ်တော့လေဒီအားလုံးကဟိုဘက်ကိုပြန်မှာတော့အမှန်ဆိုတော့ဒီ cafe room မှာလာပြီးတော့ဒီမှာဒီ view လာတဲ့နေရာလေးမှာ coffee လာတောင်းလို့ဆိုတော့အခန်းအရင်ချင်းပြီးတော့သူက booking ကြိုယူရပြီး waiting time ရှိရဆိုတော့အဲ့ဒါနဲ့စောင့်ချင်တော့ပါဆက်ပဲဆွဲလိုက်တော့လူလည်းတော်လေးများတယ်
ညနေပိုင်းနေအားတဲ့အချိန်နဲ့တခုရိုက်ချင်တယ်လို့များတယ်။ရတယ်နဲ့စုပ်ပြတ်နေပြီဆိုတော့မရတော့ပါဘူးဆိုတော့ပါဆယ်ကဆက်လာတယ်။မိယာ staffer ကနေဒီမိုးပင်ကိုင်းနဲ့မြို့ရပတ်တယ်အဲ့လိုမျိုး bus ကောလာစကိုရောက်နေပါတယ်။အမိုးကားပေါ်ကအမိုးပေါ်အထက်ကစီရတယ်။ နားဆောင်တော့ခောက်ဆွေဒီဇိုင်နာနာမည်ကြီးရဲ့အဲအကြောင်းဘယ်မှာစားပါလဲခြာကြီးတောက်ကြည့်ချင်လို့ဆိုတော့ခြာကြီးတောက်လိုက်တောက်ရတော့လေးရောကလိုက်အဲ့နှစ်ခါရှိပြီလားဒီနေ့မှတောက်အောင်တော့ဆိုပဲရန်နိုင်မကြည့်လို့လေဟောင်းပါလေဟောင်းကောင်မှာအိမ်ပြန်လက်ဆောင်ဝယ်မယ်ဆိုလို့ရှိရင်ဒီလူပန်းမောမလောက်ပဲတော်တော်လေးစီတော်တော့ပေါ့နော်သူကဆိုင်ခွဲတစ်ပုတ်ပဲရှိဒီလောက်ထုတ်အများကြီးဝယ်လာတော့မှဒါဒေါ်လာနဲ့900တော့မကြောက်အရန်စီတော့ပါလေပြန်ပါပြီနောက်ဆုံးနေ့လေးရတော့ဒီဒါမဲ့အဆုတ်တော့ပါဘိုင်ဘိုင်ဟောင်ကောင်